အောင်စပူရဲ့ကျေးဇူးကြောင့်ဇက်တစ်ဖွဲ့လုံးအိုးပိုင်အိမ်ပိုင်းကားတွေပါပိုင်သွားကြတဲ့ဇက်ဖွဲ့သားများပရိသတ်ကြီးရေကိုတဖို့တွေမကြည့်ပဲအောင်စပူကတော့အများကောင်းစားဖို့ကြိုးစားတဲ့ဇက်စီယာပါနော်အခုဆိုရင်တော့အောင်စပူရဲ့ကြိုးစားမှုကြောင့်သူတို့ဇက်တစ်ဖွဲ့လုံးအိုးပိုင်အိမ်ပိုင်းကားပိုင်တွေပါပိုင်ဆိုင်နိုင်ခဲ့ရကြောင်းပရိသတ်တွေကတော့အောင်စပူဇက်ဟာစီလုံးပြီးသူတို့ဇက်အဖွဲ့ကမိသားစုဆန်တယ်လို့ပြောဆိုကြပါတယ်အောင်စပူကြောင့်အခုဆိုရင်လူရှင်တော်ဖြိုးဖြိုးလဲကားပိုင်ဆိုင်သွားပြီးမင်းသမီးနိုးစိန်နဲ့လူရှင်တော်စန်းပွင့်တို့ကလည်းအိမ်တွေပိုင်ဆိုင်သွားခဲ့ပါပြီနောက်ပြီးတော့ခေါင်းဆောင်မင်းသမီးစန်းရွှေစင်တောင်ကားပိုင်ဆိုင်နိုင်တော့မှာပါတလုံးလေးကလည်းဇက်ဖွဲ့တွေကစပိန်စုပ်လေးနဲ့ဇက်လာတဲ့နှဲဆရာကိုတော့ကားတစ်စီးဝယ်ပေးခဲ့တာဖြစ်ပါတယ်အောင်စပူကကားခရီးစီဖြစ်တာကြောင့်သူ့တစ်ဆက်လုံးကိုကားတွေဝယ်ပြီးတော့မှလာနော်ပရိသတ်တွေကလည်းအောင်စပူဇက်ဖွဲ့ကအချိန်ခဏလေးအတွင်းတိုးတက်ပြောင်းလဲလာတဲ့ဇက်တစ်ဖွဲ့လုံးကိုလည်းဇက်ဆရာပြီးပြီးတယောက်ချင်းစီကိုဂရုစိုက်ပြီးတော့စောင့်ရှောက်တာကြောင့်ရုပ်ရှင်ဇက်ကားတွေထဲမှာတောင်ပါဝင်လာတာမလို့နောက်တစ်ချိန်မင်းသားအသစ်မင်းသမီးအသစ်တွေနဲ့အမှုပညာရှင်တွေတစ်ဆက်လုံးများဖြစ်လာအောင်ပါပါနော်ဒီတော့ပရိသတ်ကြီးအောင်စပူသပင်ရဲ့တိုးတက်ပြောင်းလဲမှုတွေကသူတို့ရဲ့စိတ်ထားကောင်းမှုကြောင့်အောင်မြင်နေတာမလို့မှတ်ချက်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်